ဒီဟာကတော့ WHO ရဲ့ဒီ influenza ကိုသတ်မှတ်ထားတဲ့ definition လေးဖြစ်ပါတယ်။ non severe influenza နဲ့ severe influenza ဘယ်လိုခွဲမလဲပေါ့နော်။အဲ့တော့ non severe influenza လို့ပြောရင်ရှေ့မှာပြောခဲ့တဲ့လက္ခဏာတွေပါပဲ။ဒီဖျားတာပါခြင်းမပါခြင်းကိုသူကအဓိကမပြောထားဘူး။ဒီချောင်းဆိုးမယ်၊ခေါင်းကိုက်မယ်၊တခြားခန္ဓာကိုယ်ကိုက်ခဲတာတွေရှိမယ်၊မောပန်းနွမ်းနယ်နေမယ်၊လည်ချောင်းနာမယ်၊နှာစေးမယ်ဒါတွေရှိရင်သူကnon severe လို့သတ်မှတ်တယ်။ severe ရဲ့လက္ခဏာတွေတော့သူကမရှိရဘူးပေါ့နော်။ဆိုတော့ non severe လို့ပြောရင်တော့အများစုကတော့ဒီဘာမှဒီဆေးဝါးစောင့်ရှောက်မှုမလိုဘဲနဲ့ကောင်းသွားတစ်ပတ်အတွင်းလောက်မှာကောင်းသွားတတ်တယ်ဆိုပြီးတော့လည်းဆိုထားပါတယ်။အဲ့တော့ severe ပေါ့နော်။ severe လို့ပြောရင်တော့သူကဘာတွေပါလာတတ်လဲဆိုတော့sepsis လိုမျိုးနော်sepsis လိုပုံစံမျိုးတွေ shock လိုမျိုးတွေနောက်တစ်ခုက severe pneumonia ရဲ့လက္ခဏာတွေနောက် ARDS လို့ခေါ်တဲ့ acute respiratory distress syndrome ပေါ့နော်ဒီလုံးဝအသက်ရှူကျပ်သွားတဲ့ဟာမျိုးတွေ body organ failure ပေါ့နော်အဲ့ဒါကခန္ဓာကိုယ်ကတခြားအစိတ်ပိုင်းတွေပါထိသွားမယ်နောက်တစ်ခုကတော့ဒီ chronic medical condition ပေါ့နော်အရင်ကတည်းကရှိခဲ့နာတာရှည်ယောဂခံတွေကပိုဆိုးသွားတာမျိုးဒါတွေကနေပြီးတော့နောက်ဆုံးသေဆုံးသွားတယ်ဒါတွေဆိုရင် severe influenza ဆိုပြီးတော့သူကသတ်မှတ်ထားပါတယ်အဲ့တော့ severe influenza ဆိုတော့သူတို့ကဘာတွေလိုမလဲဆိုတော့ဆေးရုံတက်ရတာတွေလိုမယ်တချို့ဟာတွေမှာဆိုရင်တော့အောက်ဆီဂျင်ပေးရမှာရှိတယ်နောက်တစ်ခါဒီအသက်ရှူစက်ကူပေါ့နော်ဒီစက်ပစ္စည်းနဲ့အသက်ရှူတာကိုကူပေးရမယ်လုပ်ငန်းစဉ်တွေပါလိုလာမှာဖြစ်ပါတယ်ရှေ့မှာကျွန်တော်တို့ပြောခဲ့ပါတယ်ဒီ influenza A ကတော့ဒီအဖြစ်များပြီးကူးစက်မှုနှုန်းမြင့်တယ်လို့ပြင်းထန်မှုနှုန်းလည်းမြင့်တယ်ဆိုပြီးပြောခဲ့တယ်အဲ့တော့သူ့ကိုလည်းဒီ severe influenza ပြင်းထန်တဲ့ရာသီတုပ်ကွေးထဲမှာထည့်ထားတယ်ပေါ့နော်သူ့မှာတော့ဘာလို့လဲဆိုတော့သူကဒီကူးစက်မှုနှုန်းနဲ့မဟုတ်ဘူးပေါ့နော်ပြင်းထန်မှုနှုန်းမှာမြင့်မားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်